သမီးလေးကျမနာမည်ကတော့ယွန်းပါအမေဆုံးပြီးတဲ့နောက်မှာအဖေနဲ့ယွန်းနဲ့ကတိတ်ပြီးတော့ကင်းကြိုက်ဘူးသမီးလေးဖေကလည်းဘာပြောမို့လဲပြောဟိုသမီးကိုအဖေကိုလေဟိုဒီ Facebook ကနေတရားကိုလေတင်ထားခြင်းလို့သမီးရဲ့အဲ့ဒါကြီးလုတ်ပေးစမ်းမအောင်ဖေကလည်းဒီမှာသမီးဂိမ်းဆော့နေတဲ့ဥစ္စာကိုရှုံးသွားပြီဟိုတစ်ခေါက်တော့လည်းလုတ်ပြသွားပြီမလုတ်တတ်သေးဘူးလားအခုချိန်ကြီးကိုအော်သမီးရဲ့ဟိုအဖေမေ့သွားလို့ပါသမီးရဲ့နော်မင်းဝိုင်းလည်းနားထောင်နေနေတော့အဖေရဲ့လာပြီးတော့ဒီမှာဂိမ်းရှုံးသွားပါပြီဆိုမှအာယုံလာနောက်နေမတငယ်ချင်းတွေကလည်းပြောနေပြီနင်ငါ့ဘလို့ပြောလိုက်တာလဲဟမ်နင်ကငါဒါလေးလုတ်ခိုင်းတာတော့နင်ငါ့ကိုစိတ်ဆိုးစေရလားအဖေကလည်းတစ်ခေါက်လည်းမဟုတ်တော့နှစ်ခေါက်လည်းမဟုတ်တော့ဘူးလေဘယ်လောက်ရှိနေပြီလဲထက်ခါဖြစ်နေရဥစ္စာနားမထောင်နေနေတော့အဲ့လောက်မှမလုတ်တတ်လို့ရှင်လေယွန်းအဖေကအရန်ရိုးလွန်းတယ်ဖုန်းနံပါတ်တော့ဖုန်းထဲမှာမမှတ်တတ်ဘူးအရန်လက်ကစီနေတယ်နတ်စာပါဟင်းလေငါကြော်ပါသမီးရဲ့ငါကြော်သမီးမမကြိုက်တဲ့ဥစ္စာဟောသမီးရဲ့ကဲစားလိုက်ပါနော်ပြဘီးထည့်ပေးမယ်ပြတော်ပြီဖေးရစားကျင်တော့မကြိုက်ပါဘူးခင်ဗျာတလုံးထမင်းတူစားလာပဲမဲ့ရုံးပါကြိုက်လို့ပြောတယ်သူမသိဘူးပြုလည်းမဆိုင်ရုံးနားမှာရှိနေပေမဲ့ရုံးပါတွေခက်ခဲဖြစ်နေရဲဆိုတာကိုလည်းစိတ်ဝင်စားဒီနေ့ကရုံးရဲ့ဘာမှမထူးကြတဲ့မွေးနေ့လေးပေါ့ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအမမယွန်းနာပါလေခင်ဗျာဟုတ်ပါတယ်ဟုတ်ကဲ့အမဟိုကျွန်တော်တို့ iShua website ကနေပြီးတော့အမအတွက်ဖုန်းလေးလုံးလက်ဆောင်မှာတော့လာပို့ပေးတော့ပါအမဟိုကအိမ်မနေတဲ့နေကိုညီမဘာမှမမှားထားဘူးအဲ့ဟုတ်တော့ခင်ဗျာဟိုကျွန်တော်တို့ဒီမှာတော့ဦးလေးတောက်ကနေပြီးတော့အမအတွက်မွေးနေ့လက်ဆောင်ဟိုဖုန်းလေးမှာတော့ပါဟုတ်ကဲ့ဟောနောက်ပြီးတော့လည်းကျွန်တော်တို့ဒီအမအတွက်ဆိုပြီးတော့မွေးနေ့စတောင်းစကားလေးဗီဒီယိုလေးကိုလည်းပြဖို့တောင်းဆိုထားပါတယ်အမဟုတ်ကဲ့ခင်ဗျာကျေးဇူးတပ်ပုံညဗီဒီယိုလည်းမဟုတ်ဩဒုက္ခပါပဲကွာဒါလားမသိဘူးဒါဖြစ်နိုင်တယ်ဟုတ်ပြီဟယ်လိုသမီးလေးသမီးယွန်းဖေဖေလေးကိုသမီးရဲ့တကယ်တော့သမီးလိုအပ်မှထင်ဖေဖေဖုန်းလေးတို့ဖုန်းနံပါတ်တောင်မမှတ်တတ်တဲ့ဖေကြီးကယွန်းတွက်ဆိုရင်ရာကိုကျွမ်းကျင်နေတတ်တယ်ဟယ်လိုတားတို့ website ကနေလေဦးသမီးတို့ကလေမွေးနေ့လက်ဆောင်တော့ဖုန်းလေးတို့လုံးနှမ်းမာတာတားရဲ့ဦးလည်းမလုပ်တဲ့လုပ်တယ်လို့အစင်ရောပြေးတာကစီနယ်လုံးနဲ့ဖေကြီးကယွန်းတွက်ဆိုရင်လိုလေသေးမရှိအောင်ထားနိုင်ဖို့ရုံးကန်နေခဲ့တကယ်တော့ဘာမှမကူမဆိုင်တဲ့ဖေးရရုံးတွက်ဆိုရင်ကဘာပေါ်မှာအကောင်းဆုံး chef တစ်ယောက်လည်းဖြစ်နေတယ်တကယ်တော့မတတ်နိုင်သေးလို့မသိဟန်ဆောင်နေခဲ့ပေမဲ့ဖေးရရုံးနဲ့ပတ်သက်ရင်အရာရာကိုသိနေတတ်တဲ့ super power ရှိနေတယ်
အမြဲရှိနေတဲ့ဖေကိုပြောဖို့မေးနေခဲ့တဲ့စကားတစ်ခွန်းရှိရဲ့အဲ့စကားလေးကတော့